နှစ်ခွန်6ကိုမောင်ဝင်းအဲ့ဒီကဏ္ဍနေကျွန်တော်အကုန်လုံးဒီအောက်ကူးချလိုက်ပြီနော်ဟုတ်တယ်တကွက်9000ကြီးပဲဟုတ်တယ်မလားဟုတ်တယ်အဲ့မှာအဲ့ဒါပြီးတော့ကိုကျွန်တော်အကုန်တင်လိုက်ပြီနော်โอเคပါโอเคဟယ်လိုကိုတို့မောင်လားပြီးပြီနော်ပိတ်လိုက်တော့မယ်နော်အဲ့အကုန်မဲမလားခဏโอเคလေးပြီးရောထမ်းမတင်နဲ့တော့နော်နိုင်ဝက်လောက်ပဲလို့တော့တာမဟုတ်လို့ဘာလို့ဆိုဒီမှာဒိုးသားရင်းနည်းနည်းလှုပ်ရှုပ်နေလို့โอเคပါဟုတ်ပြီအဲ့ဒါဒါပဲနော်ဟုတ်ပါပြီ对了，下里了。我家那边哪一块路地的给咱有？给俺说这毛的吃啊，的吃茶啊，俺呀，啊俺呀，哦，俺弄了天了。哎，哎，路上嘛，俺让比多比，到拿不了。宽刀。给俺让不天了。宽刀。啊，俺让。拿刀。OK。有拿刀。俺让哩，俺也冇。好的，俺让天了，俺都地的。有，俺是多少了没？哎妈，看哪里？地炒看那台上，哎吧，地炒啊俺让，宽刀啊俺让，哎，太来喏。哎，好比，比，我冇，咱那都 OK，变他来喏，拜拜呢，好比。东家的，马熬喏。好比东家的，马熬喏不了嘞。马老。好比。妈们喏。呀比。对了。马熬了呀。မလုံးနဲ့အော်ပြီကွာခဏလေးပါတုံညာတက်အဲ့ဒါ9000ဘူးအော်ပြီဟုတ်ပြီအဲ့ကျွန်တော်ဘိုက်ဘားနေလမ်းပို့ထားတယ်နော်ဟုတ်ပါပြီโอเคဟုတ်ပြီအော်မယ်ဆိုတာဒိုင်ကဘယ်လောက်ထိလက်ခံလဲဘယ်ကွက်4-5လေတပေါက်တယ်ရတယ်စိုက်တယ်လို့လက်ခံကြိုက်တော့တင်တယ်နော်တင်လို့ရတယ်โอเค4-5အာဟုတ်ပြီ200ဘူးစောက်ကွက်လာပြောင်းနေရအော်လေဒါစီးသူမဲ့သူအကုန်ပဲလေဒါ200လေ200ဘူးဆောင်မင်း400ကျမ်းမဲ့ကိစ္စမင်း200နဲ့တည်းနဲ့လာပြီးငါရေးရမှာဘောပင်ကွာမင်းကုန်တယ်ကွာမင်းရလဲစမေကဒိုင်လက်ခံနိုင်လားလို့200ဘူးအော်တာလေမရဘူးလားမင်းပါစက်ကပြောတာအော်တယ်ဆို200ဘူးဆိုမင်းလာနောက်နေရလားဟိုရှိတာအကုန်အော်တာလေငါလမ်းကြောင်းနေငါအလုပ်လုပ်နေရတာနော်မင်းစောက်ကွက်လာပြောင်းနေပုံစံပဲဘာဖြစ်လို့200ဘူးဒီလေးကနေရပြီးပြီဗောဒါပဲဗောရပြီမင်းကလာပြီးတော့လေးကနေရလေးငါတော့ပဲရေးလိုက်ဘောပင်မဲကုန်မှာကြောက်အေးနော်အဲ့200ဘူးလဲငါဆွဲစားပလိုက်တော့မှအလုပ်တွေရှုပ်လို့200ဘူးလာပြီးစောက်ကွက်လာပြောင်းဒီမိတော့မင်းတင်ငါဆွဲစားတယ်ကိုမောင်ရေဟိုပိတ်ပြီဆိုရင်လည်းကျွန်တော်နည်းနည်းပါးဖုန်းလေးပါလေးပြန်ဆက်အောင်နော်ဒီမှာအယောင်လေးကလိုက်နေလို့ဟုတ်ပြီအော်ပိတ်တော့မလားပိတ်တယ်မလားခဏတယောက်လာတယ်လို့ခဏမြင်လေးလို့လိုက်ချင်းသိမရှိတော့မြင်လေးလို့ခဏလေးတော့ခဏလေးပြန်ဆက်လိုက်ပါ3648 အဲ့နှစ်ခွက်ဘယ်လောက်လဲအဲ့နှစ်ခွက်ပဲဟို9ဘူးစီကွာပြီနော်900အာဟုတ်ပြီငါ2000ပေါ့2000ဟိုထွက်လာတယ်မင်းတခါတည်းငါပေါက်ရှဲလုပ်ပေးမယ်လေကွာဟိုခမရပတ်စံမပါဘဲနဲ့လာနောက်နေတယ်ဘာပြီးခဲ့တဲ့ဘက်ကလည်းမင်းကရှင်းပြီးပြောဟုတ်ပြီကိုရမောင်ရေ3648 900အာပေါ့နော်တကွက်900ဟုတ်တယ်ထားပေါ့ဟုတ်တယ်အဲ့ဒါလေးဒါပိတ်လိုက်တော့မယ်နော်ဟုတ်ပြီအဲ့ဒါပဲနော်โอเคပါဟုတ်တယ်ကျွန်တော်ရှိမှဒီမှာတယောက်ပဲပေါက်သီးပါတာလေကျန်တာတွေအကုန်စားရတယ်ညနေတစ်ချက်ထက်ကြည့်အောင်ပါအဲ့တယောက်ကလည်းတောက်လျှောက်ပေါက်တာဘယ်ကခဏနေရမှန်းလည်းမသိဘူးကျွန်တော်ပထမစဉ်းစားလိုက်သေးတယ်ထိုင်ကြီးကိုကျွန်တော်အဲ့ခဏကိုထပ်တင်လိုက်မလားဆိုပြီးတော့အဲ့မှာမလေးအပိုင်ရရင်ကျွန်တော်ချမလို့ကျွန်တော်တွက်ထားတာ तू ကတော့လောဆယ်တော့ तू တောက်လျှောက်ပေါက်နေတာတပေါက်တည်းထိုးတာတော့တပေါက်တည်းလုံးအာချင်းပြူချင်းတော့မရှိဘူးအေးနဲလို့တစ်ထောင်မိုးတည်းပေါက်တာစိတ်ကြโอเคပါဟုတ်ပြီအဲ့တော့ညနေခဏလေးချက်ထပ်တင်ပေးမယ်နော်ဟုတ်ပြီโอเคပါအဲ့ဒါပြီးဟောတစ်ထောင်မိုးပေါက်တာဟုတ်တယ်စုမြတ်ဟာတောက်လျှောက်ပေါက်တာနော်တစ်ထောင်မိုးက3 4 5 6 7 8တော့ဟဲ့ဒီအဲ့ကနအပိုင်ရရင်တပေါက်တည်းထိုးတာအားတော့မအောင်
အရင်နေ့ကလည်းတောက်လျှောက်ပေါက်တာဘယ်လိုကြာ ကိုဝိုင်းလေစီရလေမသိဘူးလား ငါမသိဘူးလေ ဟာကိုဝိုင်းလေက तू က line ပေါ်မှာ live လွှင့်ပြီးတော့ तू ကဟိုနှလုံးနဲ့သုံးနေပြတာလေအဲ့ဒါကျမဟိုတော်လုံးမှာ3ရင်နဲ့ तू ကတက်လာတော့ကြည့်လိုက်တော့ကျမလည်းဆိုင်းပြီးတော့ထိုးဆိုထိုးကြည့်မယ်ဆိုလို့ထိုးကြည့်နေပေါက်တာမမရ3ခါလောက်ရှိပြီနဲ့တူတယ်နော် တကွက်တည်းထိုးလာနော်အဲ့လိုအပိုင်းပေးတာ ဟုတ်တယ် तू မှန်တယ် ဒီကနေရလာရင်တော့ငါထိုင်အောင်ထပ်တယ် တင်မလို့လား အေးပါမသိဘူးလေနင်ကငါစောစီပြောရင်ငါစောစီကိုင်တော့ဗောနေလေ မသိဘူးလေကိုတော့လက်ကဒီတိုင်းပဲဟိုနေလက်ခံတာလားလို့မထိုးမြန်မထိုးဘူးလား နေလေငါကောစဉ်းစားစားရတယ်ကိစ္စယူအဲ့လိုအပိုင်ရလို့တော့ငါထပ်တင်မလိုက်ပါဗော ငါပြီးတော့ဆိုပြောမယ်ဒီမှာသူ့ကိုမဟုတ်ဘူးတော့ KB ကနေတော့နည်းနည်းတော့လွှဲပေးရအောင်ဟုတ်တယ်ဆိုတော့ရရင်တော့နည်းနည်းပြန်လွှဲပေးရတယ်မဟုတ်ဘူး နင်ကတထောင်မိုးလေးထိုးတော့ငါကြအတိခိုင်းမှာတဘောပေါက်တယ်နော်ညနေတစ်ချက်စောင့်ကြည့် ပြီးတော့ဒီမှာလှမ်းပြီးတော့ပြောမယ်စိတ်မရဲလို့တစ်ထောင်မိုးလောက်ဝယ်ပြီးပြီ လမ်းမပြောနဲ့လာပြီးပြောတယ်မှာနင်ကလည်း ပြီးတော့အဲ့သွားမယ်နော် โอเคနင်အရင်နေ့ကတင်ရမှာဟောနင်ကလည်းโอเคလို့အပိုင်ရတာဒီတော့ငါကြည့်ပြီ ဟဲ့စုမြတ်စုမြတ်ဟဲ့စုမြတ်နေပါဦးနေရလေဟိုတို့နေတော့ဒီငါမေးစရာရှိလို့မလေးမောကြရဲနေရလေဟိုနေအခုတော့ကန်နေတာအကောင်းနေတယ်ဆိုဟမ်ဟိုနေအခုတော့လက်ရှိပါဟိုနှလုံးပေါက်လို့ဆိုတော့လက်ရှိပါ ဟုတ်တယ်ဒီမှာကိုပဲထုတ်လာတာ ဟာငါသတင်းကြားတယ်တကွက်တက်ထိုးတာလှမ်းတော့မလှမ်းဘူးတထောင်မိုးတယ်ပေါ့လား ဟုတ်တယ်တစ်ထောင်မိုးပေါက်တာ ဟော ပေါက်တာ3လောက်ရှိနေပြီ ဟာ3လေးကတော့ရှိပြီ ဟုတ်တယ် ဟာတကွက်တက်လှမ်းကိုမလှမ်း မ ဘူး လန့်ဘူးလန့်ဘူးတကွအပိုင်ပဲ ကံကောင်းတာစုမြတ်ရေဘာကလဲပေါက်တာ ဘာကနော်နှစ်3လေ ဟမ် ဒီကနေ့ပေါ့နှစ်3ဝတ်ထိုင်ယူပေါက်လား မနောက်ပါနဲ့စုမြတ်ရေနေရလေငါနှလုံးကိုလေဆွဲနှလုံးကကြီးလို့ငါအဲ့လိုနံပါတ်နှလုံးနဲ့ပါတဲ့အိမ်တွေဝဝင့်နေတာမနောက်သမ်းပါနဲ့ဟာနေငါ နောက် တို့ ပါ ပြောသမ်းပါ ဘူးကိုကျက်လီကိုကျမနောက်စီရလာတကယ်ဒီနေ့ဓာထွက်သွားတာနှစ်3 ဒီကနေ့ထွက်သွားတာ ဟုတ်တယ် ဟာ အင်ကြီးဝတ်ထိုင်ယူပေါက် တရားလေးကမွေးထိုးလိုက်တော့ပေါ့မယ်နော်ဒီမှာဟိုနေအဲ့လိုတခွက်တဲ့အပိုင်နေရတာဘယ်ရတွက်နီးလား ဘယ်ကတော့ကမှလေဒီမှာတေချန်ညက်နေမတွက်တဘူးအိမ်မလည်းမဟုတ်ဘူးနေစမ်းမအောင်သူ့အကောင့်နာမည်ကဩဟိုဗာလေရွှေအုပ်ထုတ်တဲ့အကောင့်နာမည်ဟုတ်တယ်နာမည်အရင်ကဝိုင်းဝိုင်းလဲဆိုတာပဲ ဟောဝိုင်းလေငါတကယ်ချင်းလေနေရလေ တငယ်ချင်းနေလား ဟုတ်တယ် အော်ဒုက္ခပဲတငယ်ချင်းနေနဲ့ဝေးနေ तू က live လွှင့်တာအမြဲတမ်းသူ့ရဲ့ live ကနေပြီးတော့ကျမကလေ तू ပေးတဲ့ကဏ္ဍကိုတစ်ခွက်ပဲထိုးတာအပိုင်ပဲပေါက်တာ ငါနဲ့ပေါင်းနေတာကြာပါပြီဒီကောင်တကယ်ချင်းကြီးငါ့ကိုအဲ့လိုမျိုးနှလုံးတွေပဲပေးတယ်ငါခါမကြဘူးနော် ဩရှင့်မယုံလားကျမပြောတာတကယ်ပြောနေတာ ဟုတ်လားဆုမြတ်ရေနေရလေ နီးရနဲ့ဝေးနေတာနောက်ဆိုသူ့စီကတွားတောင်းရှင့်ကတငယ်ချင်းနေပြီးတွားတောင်းလိုက်ပေါ့ကျမကမှ तू live လွှင့်တဲ့အချိန်ကိုစောင့်ပြီးတော့ live ကနေဘေးကုံခံပြီးတော့ထိုးကြတာရှင့်ကတငယ်ချင်းနေဆိုတော့တွားတောင်းလိုက် ဟိုဒီကောင်ပေးနေတာတကယ်သိကြလား တကယ်လို့ကျမပေါက်နေတယ်ဒီမှာ3လကရှိသေးပါပြီဆိုမှ ဟိုနင်ပေါက်နေတာစက်တိုက်ပေါက်နေတာသူပေးတာ ဟုတ်တယ်ဒါပေမဲ့တခုတော့ရှိတယ်ဟိုပေါက်သွားလို့ရှိရင်တော့သူ့ KB ကနေပြီးတော့1000တို့9000တို့ပြန်လွှဲပြရတာပေါ့မဟုတ်ဘူး ဒီကောင်ပြဟဲ့နင်ကလေပေးကြမလို့ငါတို့ကတန်ငယ်ချင်းနေပေးကြဆိုငါတကယ်တော့တောင်းပါနော် ဟုတ်ဒါပေမဲ့တခုရှိသေးတယ်ဟိုကလေကျမထိုးတာနည်းနည်းပါးပါးပဲထိုးရတာဆိုတော့1500ကိုပဲပေါက်တာတကယ်လို့ဟိုဟာကိုချက်လီကအပိုင်ရလို့ဆိုလို့ရှိရင်ထိုးတာထိုးမပေါက်ဖဲနေတော့မနေဘူးရှိသမျှသာအကုန်ရောင်းပေါက်တော့တင်တာထိုးပြ သိကြလားနော် အသေးကြတာပေါ့ ငါတော့တောင်းလိုက် တော့တာ နော်ဟိုအဲ့တကွက်ထပိုင်ရလို့တော့နေအောင်ငါ့ကိုလမ်းညွှန်သေးတာငါလည်းနေကိုပြန်ပြီးတော့ပြောပြမယ်တဲ့တကွက်ထထိုးမယ်စမ်းစရာမလို့နော် လမ်းပြမလို့တကွက်ထဲရှိသမျှ ငါရရင်နေလဲရမယ် ရှိသမျှရောင်းထိုးနော် ရောင်းထိုးမှာ အကုန်တင်ထိုး ရောင်းထိုးမှာ ပြီးတော့တောက်မယ်အဲ့ဒါ တော့တောင်းလိုက်တော့တောင်းလိုက် Okay okay မင်္ဂလာပေါင်းနဲ့ပြည့်စုံနေကြပါစေကျွန်တော်ရဲ့ရွှေခမောဆိုတဲ့ channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာအခုဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel မှာဆိုရင် subscriber အားလုံးပေါင်း4သိန်းကျော်ရှိတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကိုအခုလို subscriber လေးလုံးအားပေးနေရဖြစ်တဲ့အတွက်အထူးပဲဝမ်းသာပါတယ်ကာယစိတ်ဓာတ်ညာနာလက်လာပါအဆအဆအရာရာအားလုံးပြည့်စုံနိုင်ကြပါစေလို့ကျွန်တော်ကဆုတောင်းပေးလိုက်ပါတယ်ဗျာကျွန်တော်ရွှေခမောဆိုတဲ့ channel လေးကိုလူကြီးမင်းတွေက subscribe လုပ်ထားတယ်ကျွန်တော်ရဲ့ night လေးတွေကိုအားပေးနေတာမြင်ရတာဖြစ်တဲ့အတွက်ကျွန်တော်လည်းဝမ်းသာပါတယ်အခုဆိုရင်ကျွန်တော် night တွေ့တာဘယ်တော့မှမကြသေးဘူးကျွန်တော်ရဲ့အမြဲတမ်းအားပေးနေကြကျွန်တော်ရဲ့မမဝင်းနေသိတယ်မနေ့ကကနန်းလေးအဆင်ပြေသွားတယ်ကျေးဇူးတင်ပါတယ်ဝမ်းသာပါတယ်အခုလိုကျွန်တော်ပေးလိုက်တယ်ကျွန်တော်အများကြီးမပေးဘူးနော်မနေ့ဆိုရင်ကျွန်တော်ပေးတာနည်းနည်းလေးပါကျွန်တော်နှစ်တလုံးပိုင်ကျွန်တော်ကြိုက်တယ်လို့ကျွန်တော်ပြောရတယ်ပြီးတော့ကျွန်တော်ပေးတဲ့ကနန်း၄ခွက်တဲ့နှစ်3နှစ်8ပြီးတော့၄9ပြီးတော့5အားလုံးဒါလေးပဲပေးတာဒါ organ နှစ်ထိပ်စီးနဲ့ကျွန်တော်နောက်ပိတ်ကလေးကတော့ကျွန်တော်8အဲ့
အဲ့ဒါလေးကိုကျွန်တော်ပေးရတယ်နှစ်ကိုခွေထုတ်ခိုင်းရတယ်ဒါအားလုံးအကုန်လုံးသိပြီးသားတယ်ဒါမှအော်ဝက်က၄ခွက်လည်းကျွန်တော်ပေးတယ်အဲ့တော့မနေ့ထွက်သွားတော့ဆိုလို့ရှိရင်နှစ်ရှစ်ထွက်သွားတယ်ဟုတ်တယ်နော်အဲ့တော့ရသွားတဲ့လူတွေအားလုံးလည်းဝမ်းသာပါတယ်အဲ့ဒီအတွက်ဒီမှာရှိတဲ့မိတ်ဆွေတွေကနေပြီးကျွန်တော်ကိုစေတနာရှိသလောက်လေးပဲပြန်လွှဲပေးဖို့လိုအပ်တယ်တခုပြောချင်တာရှိပါတယ်ဒါကတော့ကျွန်တော် live ပေါ့နော်အထူးကဏ္ဍနဲ့ရှိပါတယ်အထူးကဏ္ဍတွေကတော့ကျွန်တော်စီမှာမန်ဝင်ရမှာဖြစ်ပါတယ်မန်ဝင်တဲ့ခါကျလို့ရှိရင်ကျွန်တော်တို့လိုက်မလွှင့်ခင်မှာအဲ့မန်ဝင်ဦးစွာကျွန်တော်ရဲ့ special ကဏ္ဍတွေကိုကျွန်တော်အပိုင်နေပေးတာအဲ့တော့မန်ဝင်ကြီးအများကြီးမရှိပါဘူးကျွန်တော်တစ်ပတ်ကို4000နဲ့ပါတစ်ပတ်ကို4000မမကြီးဦးရေကျွန်တော်ကတ်သက်ထားတယ်အများကြီးကိုလည်းကျွန်တော်လုံးမစားဘူးကျွန်တော်စီဝိုင်းစမမဟုတ်ပါဘူးဒါပေမဲ့အားလုံးကိုကျွန်တော်ရစေချင်တဲ့ဆန္ဒနဲ့ကိုလိုလိုက်လို့ကျွန်တော်ပြောနေခြင်းဖြစ်ပါတယ်ရွှေကမောက် channel နော်အားလုံးသိတဲ့အတိုင်းပဲ like လေးလုပ်ပေးပါ subscribe လေးလုပ်ပေးပါပြီးတော့ share လို့ရရင် share ပေးကြပါအားလုံးကိုကျေးဇူးတင်ပါတယ်အခုစီကျွန်တော်ဒီမှာ okay ဟုတ်တယ်ကျွန်တော်ဒီမှာအခု like ကြည့်နေတယ်အားလုံးက 1k ဖြစ်သွားပြီ 1k ဖြစ်သွားပြီကျွန်တော်အများကြီးမတောင်းဆိုဘူးကျွန်တော်တောင်းဆိုတာ1200 okay ဟုတ်တယ်1200ရောက်တာနဲ့ကျွန်တော်အထူးကဏ္ဍလေးကိုကျွန်တော်တိတ်စီကိုအပိုင်ပေးမယ်ဗျာအပိုင်ပေးမယ်လိုချင်တယ်မလားလုပ်လိုက်တက်လာတော့မယ်ဟုတ်တယ် okay ရောက်ပါပြီအဲ့တော့လူကြီးမင်းလိုချင်နေတဲ့ကဏ္ဍလေးကိုကျွန်တော်အပိုင်ကဏ္ဍလေးပေးမယ်တစ်လုံးနဲ့ပေးမယ်အဲ့ဒါလေးဟာဘာလေးလဲဆိုရင်အားလုံးရဲ့အဲ့ဒါ bro ဝင်မဲ့ number လေးကိုကျွန်တော်ပေးမှပြောပါတယ်အဲ့ number လေးကတော့ number မှာ4ထုံးကြည့်တယ်ပဲတော့ဝင်ချင် ဘယ်သွားမလဲဟိုနင်တို့ line မှာကြည့်နေတာလေဟိုတန်အုတ်ထုတ်ဆိုလားတန်ခမောက်ဆိုလားရွှေအုတ်ထုတ်မလီငါတကယ်နာမည်တော့ငါမေ့နေတယ်ဟာသူကဘာအုတ်ထုတ်တွေတတ်တာမှမသိနာမည် line မှာဟိုဒီ तू ငါ့ကိုတော့ပေးလိုက်တာ84သိတာလို့လှမ်းရမလို့စုလက်တော့မှသူ့ line မှာကြည့်ပြီးတော့လေဒီငါဆယ်ကပေါက်ပြီးသွားပြီစက်တိုက်ပေါက်တာတော့လှမ်းရမလို့လုံးဝဒီမှာငါအပိုင်ရလို့ကာရောင်းလာတာပတ်စံကိုကြည့်လိုက်ငါထိုးမှာငါရသလိုနင်တို့ရစေချင်တယ်အဲ့တော့နင်တကောတဲ့အော်လိုက်တော့အဲ့ဒါပြန်ရမလို့မယုံမရှိနဲ့ပြန်ရမလို့84တကောတဲ့နော် အေးပြ Okay အပိုင်ပဲကျွန်တော်စမ်း3ပြည်ရဲ့စီတပိတ်တာရဲ့ကျဲဥ10လုံးနော်အမေကဝယ်ခိုင်းတာအဲ့ဒီတစ်ချက်လာလုပ်ပေးနော်လုပ်ပေးရကွာဗာလဲဆက်ပြစီဘူးလေအားလေးပါဟာကိုကျဘာလဲလို့ရေးကြည့်လုပ်ရတယ်ဘာဖြစ်လဲဟာဘာဖြစ်ရမှာလဲဟာလိုင်းမှာအခုခစ်စားနေတာလုံးနေပေးတာအရမ်းမှန်တယ်လေတန်အုတ်ထုတ်ဆိုလားရွှေဦးတော့ပါကွာဦးလေးတော့မေးရွှေဦးထုတ်လားရွှေကမောက်လားမသိပါဘူးကွာအဲ့ကောင်ငါတကယ်ချင်းလိုင်းမှာနာမည်တစ်မျိုးနဲ့လှုပ်ရှားနေတာသူပေးတာလေအရမ်းမှန်တယ်လေအခုဆုမဲ့ဆိုရင်လေတော်တော်ကြီးမှာပေါက်သွားတာသူကဘာပေးရတော့နှလုံးအေး3လေးကဆက်တိုက်တယ်ပေါက်တာဒီအိတ်ကြီးကငါတကယ်ချင်းငါ့ကိုပေးလိုက်တာပတ်စံဟုတ်လားငါတကယ်ချင်းငါ့ကိုပေးလိုက်တာနှလုံးခဏကိုတကွက်တဲ့84အဲ့ဒါကိုအော်မလို့ကားရောက်ပြီးတော့ယူလာတာပတ်စံအပြည့်တကွက်ထဲအော်မှာအရှုံးများနေလို့တကွက်ထဲလုံးဝအပီးပဲဘာရောက်84အကိုတကွက်ထဲနော်အဲ့လောက်ပိုင်တာအဲ့လောက်ပိုင်တာကားရောက်မြောင်ထိုးမှာငါရတယ်လို့မင်းတို့ရတယ်လို့အဲ့စံနေမထက်နဲ့ခဏလို့ကျွန်တော်အဲ့ဒီအမေကိုမပေးခင်အောမလို့လောက်လိုက်တော့မင်းတို့လည်းရောင်ထိုးငါရတယ်လို့မင်းတို့ရစေချင်တာငါလည်းထိုးမယ်ကွာထိုးကဲကျွန်တော်ကတော့သွားအောပြီဗျာအဲ့လိုပဲစံမထက်နဲ့နော်ဒီရောမလို့ဟဲ့အောပြီအေးငါတို့လည်းလိုက်အောမယ်ကွာဟေးရော84နဲ့ပေါ့လေဟလားဆုမေလုံးနေမလုံးလို့အိုးပြီအော်နေမငါ့ကိုပြောတယ်လေဟိုကဒန်းတကွက်တဲ့အပိုင်ရလို့ရှိရင်သမီးကိုလာပြောပါအောင်ဆိုအေးနေတို့ပြောတယ်ဟိုပန့်ခမောက်ဆိုလားဟိုရွှေခမောက်လားမသိပါဘူးရွှေခမောက်ပါရွှေခမောက်ဆိုတဲ့ငါတကယ်ချင်းဝိုင်းလေကိုရတကွက်လေးဗျာအဲ့ဒါရလို့နင်းကိုလာပြောတာ84ဟုတ်တယ်တကွက်တဲ့အော်လိုက်တော့ငါတော့ကားရောက်လာဒီမှာအပြည့်ပဲငါပေါ့အော်လိုက်တော့မယ်နင်းလည်းမိတော့လိုက်ထိုးနော်အပိုင်နော်โอเคငါလာပြောပြီနော်ငါတောင်းနေပြီနော်ဟုတ်တယ်ပါတယ်ငါသွားပြီခမျိုးမတယ်တော့ဝယ်လဲထားတော့မယ်သွားထုတ်မယ်စီအောင်လို့လုံးဝမဟုတ်ဘူးစုမြတောက်ရောက်ပေါက်လာတာကွာပြောတော့ရှစ်လေးတပေါက်သေးတယ်ထွက်တော့တာရှင်းနေဒါယူငါအကုန်လုံးအော်ရတာကွာကော်မရှင်ကနေလည်းငါကုန်ဘယ်လိုထပ်ဆိုင်ပေးရမှန်းမသိတော့ဒီကောင်းငါကော်မရှင်ကလေးစားနေရမှာဟုတ်တာကွာစုမြကိုယုံကြည်လိုက်တာကွာအော်ရနေ
တာမဟုတ်ထွက်ပြေးမှာပြေးမယ်ကွာအထွက်ပြေးမယ်ကွာ ကိုတက်လီအခုတော့လေရှင်ပြောတဲ့ကဏ္ဍကိုကျမထိုးလိုက်တာလေကျမမရှိမဲ့ရောင်းတဲ့ဟာလေးပါပါသွားပြီကောက်ပြီကိုတက်လီရဲ့ရှင်ဟုတ်ရဟုတ်ရလားဟဲ့ဟုတ်ပါလေရွှေခမောက်စီရရတာဟုတ်ရဟုတ်ရလား ဟုတ်ပါတယ်နင်တို့ပြောလဲရွှေခမောက်ပဲငါတကယ်ချင်းဝိုင်းဝိုင်းလေးပဲငါသွားတော့တာငါ့ကိုအိုက်ကနေတကွက်တော့ပြလိုက်တာမလန်နဲ့ဆိုပြီးတော့ ရှင်ရွှေခမောက်စီရရတာမဟုတ်ဘူးမလားဘာလို့ကြပြောရမှာလား ဟုတ်တယ်ခမရက်ဆက်လာပြီလားဗျ ဘာရဲစတာလဲကွာမြို့ကဘာရဲစတာ ဗျာခမပြပါရွှေခမောက်ရှင်းလေး84အပိုင်ဆို အော်အပိုင်မဲ့ငါလည်းအော်တာပဲလေကွာမင်းတို့ငါသိချာပြောတာပဲ तू ပြောလို့ငါပြောတာလေကွာ သူပြောတယ်လေအဲ့ဝယ်ခိုင်းတာလေပေါ့ဥစ္စာဘာမှလည်းမဝယ်အခုအော်လိုက်တာ အော်ငါလည်းကားစီးလို့တော့ကုန်သွားပါလေကွာမင်းတို့ ခ က မပြပါဘူးကျွန်တော်ထမင်းစားရမရှိဘူးဗျ ဟုတ်ပါငါ ရှင်တော့ကျမဖုန်းလေးကုတ်ပြီပြောတော့ရှင်လေးကိုဒဲဆိုဟမ်နားလည်းတန်ခမောက် အတော်ပါငါတကယ်ပြောတာပါ तू ပြေးလိုက်တဲ့တိုင်နင်တို့ငါအကုန်လုံးပြန်ပြောပြတာငါလည်းထိုးတာပဲလေ ထိုးတာမှန်နေတယ်ရှင်တော့ခမောက်ကျမဖုန်းတာကုတ်ပြီ မင်းအခုရှင်းနေဖြစ်သွားပြီကွာငါဆိုင်ရေးရမရှိတော့ဘူးမင်း ပြဿနာပဲဗျာကျွန်တော်ပြောတာအမှန်ပါဗျာအဲ့ကောင်ကျွန်တော်ပြေးလိုက်တာအဲ့ကိနဲ့အမှန်ခင်ဗျားတို့ line မှာသိနေရွှေခမောက်ကျွန်တော်တကယ်ချင်းဝိုင်းဝိုင်းလဲအဲ့ကောင်ပြေးလိုက်တာ84တပေါက်တည်းဆိုပြီးတော့ပြောလို့ကျွန်တော်ကစေး ဆက် တာ တော့ လိုက် တော့ ပြော ပါမှာဗော အဲ့လေရွှေတော့မယ်ပါမှာလေ သူပေးရတယ်မဆိုင်ဘူးခမပြပြောလို့ကျွန်တော်ထိုးရတာအခုခမရုပ်လို့ မင်း ထိုး တို့ ရ ပြော တာ ပြမယ်ထင်ပါ အဲ့လိုမှဒီကိုထိုးနေကြတယ်တစ်ခါဘူးလေဟုတ်ပါ ဒီကဘာတက်ပြီလားဘာလို့မားလား သူ့လိုက်ကိုသူကြည့် ဒီကွာငါချီ ပေါ့တော့ရှင်တော့ဗယံမလာကြီးရမ်းပြောတာရှင် ကိုတော့ရွှေခမောက်ဘက်ကကြီးပဲရွှေခမောက်ဆိုတဲ့တောင်းစားဝိုင်းဝိုင်းလေမင်းလည်းငါတို့တွဲမယ်ဟမ်နှလုံးပေးစားတဲ့တန်ခမောက်တန်ခမောက်ရှုပ်ခမောက်ဆိုတဲ့ကောင်ဝိုင်းဝိုင်းလေလာတယ်မင်းလာတယ်ခေါ်ရတယ်အော်လည်းမထွက်ရဟဲ့လားခေါ်ပါ ငါလိုက်လို့ဘလို့လို့မအော်ကြီးဟဲ့ကျလို့ ငါတို့လိုက်လွတ်နေတာဟမ်ပြောတယ်မင်းဘယ်လိုလုပ်လိုက်တာလဲငါတို့ဘယ်လိုလုပ်လိုက်တာပြော မင်းကဘာမလုပ်ဘူးလေငါလိုက်လို့တယ်လေငါကချန်နယ်လေးကဒီကလည်းမကောင်ရှစ်ခမောက်တဲ့ ဘာရွှေခမောက်တွေရှုပ်ခမောက်တွေလာလုံးနေတယ်ဟမ်မင်းက84အပိုင်ဆိုတော့ငါတကွက်တည်းအော့ကြိုက်တာငါလည်းခွေးဖြစ်ပြီးတယောက်ကွက်လုံးလဲငါ့ကိုတယောက်မှမကြည့်တော့ဘူးတက်တရာတွေရှားတယ်မင်းဘယ်လိုရှင်းမလဲပြောအဲ့ကိစ္စပြော ဟောငါဘာရှင်းရမှာငါထိုးတာမှမဟုတ်တာယူ အဲ့ဒါဆိုတော့ဘာဖြစ်လို့48ကိုပေးရလဲပြောမင်း အော်ဒီလိုပေးတယ်ဆိုတာငါမထိုးတော့ဘူးလေလူအယောက်တယောက်အကွက်တရာပေးတဲ့ခါကျတော့တယောက်မို့တယောက်ကပုတ်တယ်အဲ့လိုတယောက်ကနေငါ့ကိုပတ်စံနေပေးတဲ့ခါကျတော့ငါပတ်စံရတာငါဘာဖြစ်လို့မထိုးတာလဲဆိုတော့လေးပါဝါကိုလို့သိပြီးကြတဲ့ငါမွဲသွားတာအဲ့ကြောင့်ငါမထိုးတော့တာ အော်ဒါဆိုငါတို့တော့မွေးမသိပါလားတတောင်းဆိုသိလားပြီလား အမလေး